ရိုက်ကဆူတောင်းခဲ့ပါတယ်ငါရဲ့ဆူတောင်းကတော့နင်တို့တွေအကုန်လုံးတေပွဲဝင်ရဖို့ပဲဒီလိုကြောက်စရာဆူတောင်းကိုပြုလုပ်ပြီးတာနဲ့သူမဟာကာတာဓာတ်နဲ့ကိုယ်လေဘင်းကိုပြန်လှီးပြီးတက်တေပြသွားခဲ့ပါတယ်ဒါပေမဲ့ဒါဟာဇလန်းရဲ့အစပဲရှိပါသေးတယ်အချိန်တွေကုန်လွန်ပြီးနောက်ဂျွန်လ12ရက်ကြာတော်ရင်းနေမနက်9 နာရီမှာတော့ယူဆဲအားဆိုတဲ့ပြေးခုံစီအားကစားမယ်ကျောင်းသူလေးဟာပုံမှန်တိုင်းနိုးထလာခဲ့ပါတယ်သူမဟာအိမ်မှာတယောက်တည်းမနက်စာပြင်ဆင်ရင်သူမနဲ့တိတ်တဆိတ်တွဲနေတဲ့ကောင်လေးကွန်လူစီကိုမနက်စာအတူတူစားဖို့စားပို့လိုက်ပါတယ်ကွန်လူကအိယာမနိုးသေးဘူးထင်လို့အေးဆေးမနက်စာစားနေတော့ကွန်လူစီကအိယာနိုးပြီးအခုပဲထွက်လာတော့မယ်ဆိုတဲ့စာပြန်ရောက်လာတာကြောင့်ဆဲအားလည်းအလင်းစလုံးနဲ့မနက်စာကိုအမြန်လက်ဆက်တက်လိုက်ရပါတယ်တိုက်ခန်းကော်ရီဒိုအတိုင်းမောကြီးပန်းကြီးပြေးလာတဲ့ကွန်လူကိုဆဲအားကအောက်ထက်ကလူတွေစုလိုက်မယ်လို့မစိမ့်မကားသတိပေးလိုက်ပါတယ်တယောက်ကိုတယောက်ချစ်စနိုးနဲ့စောင့်အောင်ရင်တက်လေကအတူဆောင်ကြမနက်စာပါမုံကိုအတူတူခွဲဝေစားကြရင်းနဲ့သူတို့နှစ်ယောက်ရဲ့တာမန်အတိုင်းတာယာနေတဲ့ကျောင်းသူကျောင်းသားဘဝလေးကိုမြင်တွေ့ရမှာပါဒါပေမဲ့ဒီလိုတာမန်ဆန်လုံးနဲ့မနက်ခင်းရဲ့နောက်ွယ်မှာတော့ကျောင်းသူကျောင်းသားတွေကိုတယောက်ပြီးတယောက်ရဲရဲဆက်ဆက်တင်မင်းစီပို့ဆောင်ပေးမဲ့ခရစ်စတာပီရတိုရဲ့ကျင်းစာဆိုးကြီးကကင်းဝတ်လို့နေပါပြီအထက်တန်းကျောင်းသားတစုကျောင်းကိုအတူတူလမ်းလျှောက်လာကြပါတယ်ဒီထဲကဆက်စုတက်တဲ့ကျောင်းသားလေးတယောက်ကတော့ကျောင်းကိုနဲ့ဆယ်အားတို့နှစ်ယောက်အမြဲတမ်းအတူတူသွားလာနေတာကိုသတိထားမိပြီးနင်တို့နှစ်ယောက်တကယ်ပဲတွဲနေကြတာလားဆိုပြီးဆက်နောက်ဆက်စုပါတော့တယ်ကျောင်းကိုနဲ့ဆယ်အားတို့ကအင်းကြီးချင်းတွေမို့လို့အတူလာတာပါလို့ညင်းပေမဲ့ဆက်စုစိန်လေးကတော့မယုံပါဘူးသူကဆယ်အားဟာအမြဲတမ်းကျောင်းကိုစောစောရောက်တက်ပြီးကျောင်းကိုကတော့အမြဲတမ်းနောက်ကျမှလာတက်တာမို့အခုလိုအတူတူအချိန်မှန်ရောက်လာကြတာကိုမတင်လာပါဘူးဒီအချိန်မှာအနားမှာရှိနေတဲ့အထက်တန်းကျောင်းသူလှလှလေးတယောက်ကရုတ်တရက်ဝင်ပါလာပြီးဆက်စုစိန်လေးကိုနင်ဘာရီလျှောက်ပြောနေတာလဲဆိုပြီးဟောက်လိုက်ပါတယ်ဆက်စုစိန်လေးကလည်းလက်မလျှော့ပဲဒါဆိုနင်ကကျောင်းကိုသဘောကျနေလို့လားလို့ပြန်မေးလိုက်တဲ့အခါမင်းကလေးကဝဝင်ရဲရဲပဲဟုတ်တယ်ငါကျောင်းကိုသဘောကျတယ်လို့ပုံပွင့်လင်းလင်းဝန်ခံလိုက်ပါတော့တယ်ဒီလိုမထင်မှတ်ထားတဲ့ဝန်ခံမှုကြောင့်အားလုံးအံ့အားသင့်သွားကြပြီးဆက်စုစိန်လေးလည်းကျောင်းကိုရဲ့လေဘင်းကိုစနောက်ပြီးညှင်းရင်းနဲ့ကျောင်းအဲကိုပျော်ပျော်ပါးပါးဝင်သွားကြပါတယ်ကွန်ပျူတာ programming နဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့အတန်းဖော်တိတ်ဆိတ်သူကျောင်းသားလေးစီသွားပြီးအကူအညီတောင်းပါတယ်သူကသူ့ရဲ့ပြက်နေတဲ့လက်တော့နဲ့တက်ဘလက်ကိုပြင်ပေးဖို့ဝင်းလေးလက်ဆောင်အဖြစ်တောင်းဆိုခဲ့တာပါဒါရီမကသေးပဲဆက်စုစိန်လေးဟာသူဆက်စုထားတဲ့သတင်းတစ်ဖြစ်တဲ့ဆဲအားနဲ့ကျောင်းကိုတို့တွဲနေကြပြီးဆိုတဲ့အကြောင်းကိုပါပြောဝက်ဆန်းကျဲစွာနဲ့တိတ်တဆိတ်ပြောပြနေခဲ့ပါတယ်အဲဒီနောက်အတန်းပိုင်ဆရာမရောက်လာပြီးမကြသေးမီကစောင့်မေးပွဲမှာတင်ချဘာသာရဲ့အမှတ်ပြရခဲ့တဲ့ကျောင်းသားတွေကိုအတိအမှတ်ပြုချီးကျူးခဲ့ပါတယ်။ဒီကျောင်းလုံးမှာအမှတ်ပြရသူ၄ယောက်ပဲရှိတဲ့အနက်ဒီတန်းတွေက2ယောက်တောင်ပါဝင်ခဲ့တာပါ။ပထမတစ်ယောက်ကတော့အားလုံးခံမှန်းထားတဲ့အတိုင်းထိပ်တန်းကျောင်းသားဖြစ်ပေမဲ့ဒုတိယအမှတ်ပြရသူကတော့အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။သူကတော့ဆက်စုစိန်လေးဖြစ်နေလို့ပါပဲ။အတန်းပေါ်ရီရောဆရာမပါဒါကိုမယုံနိုင်ကြပဲခိုးချထားတာများလားဆိုပြီးစောင့်နောက်မေးမြန်းခဲ့ကြပါတယ်။ဒါပေမဲ့ဒီဖြစ်ရဲ့နောက်ွယ်မှာတော့လိုဝက်ချက်တစ်ခုရှိနေခဲ့ပါတယ်။ဆက်စုစိန်လေးရဲ့ဖုန်းထဲကိုဂီရီကီတင်းစုတောင်းကိုပြည့်စေလိုက်ပါပြီဆိုတဲ့လိုဝက်အကြောင်းကြားစာတစ်စောင်ရောက်ရှိလာခဲ့ပြီးအခြေအနေတစ်ခုလုံးဟာအပြောင်းလဲကြီးပြောင်းလဲသွားဖို့အစပြိုးလိုက်ပါတော့တဲ့ကျောင်းဝင်းအတွင်းအနားယူရာနေရာတစ်ခုမှာကျောင်းသားကျောင်းသူ9ယောက်စုထိုင်နေကြပါတယ်။အဝါရောင်အင်ဂျီနဲ့ကျောင်းသားကျောင်းချောင်းဟာသူ့မှာအံ့ဩစရာလိုဝက်ချက်တစ်ခုရှိတယ်ဆိုပြီးတငယ်ချင်းတွေကိုစတင်မိတ်ဆက်လိုက်ပါ။ဒါကတော့ဂီရီကိုဂျရက်တိုလို့ခေါ်တဲ့စူတောင်းမှန်သမျှပြည့်ပေးနိုင်တဲ့မိုဘိုင်းကတစ်ခုပဲဖြစ်ပါတယ်။တငယ်ချင်းတွေကတော့ဒါကိုတာမန်ဂိမ်းသို့မဟုတ်စနောက်နေတယ်လို့ပဲထင်ပြီးမယုံကြပါဘူး။ဝန်ထောင်းကဒေါင်းလုံးလုပ်ဖို့ link ကိုတငယ်ချင်းတွေစီပို့ပေးလိုက်ပါတယ်။ကျောင်းသားတစ်ယောက်ဖြစ်တဲ့ဂွန်ဟိုကစိတ်ဝင်စားသွားပြီးအဖကိုထည့်သွင်းလိုက်ပါတယ်။ရဲ့စီးမြင့်အရာစက်ကူပေါ်မှာမိမိရဲ့နာမည်မွေးတက်ကရစ်နဲ့ဗီရင်စာတာအချက်လက်တွေကိုရေးရမယ်။စက်ကူကိုကင်ပြီးရေကူးဗီဒီယို record ရိုက်ကမိမိလိုချင်တဲ့စူတောင်းကိုလှိုက်လိုက်လဲပြောရမယ်။ရိုက်ကူးပြီးရင်ဗီဒီယိုကိုအပ်ထဲပေးဖို့စံတရားမှာဖြစ်ပါတယ်။ဒါကိုတငယ်ချင်းတွေကပိုလို့တောင်မယုံနိုင်ဖြစ်သွားကြပါတယ်။ကျောင်းချောင်းကသူ့ရဲ့တက်တဲ့အဖြစ်တင်ချဘာသာရက်မှာအမှတ်ပြရဖို့တဲဆူတောင်းခဲ့တဲ့ဗီဒီယိုဖိုင်ကိုပြသလိုက်ပါတယ်။ဒါပေမဲ့တငယ်ချင်းတွေကတော့သူ့ကိုရေးစရာအဖြစ်ပဲသဘောထားပြီးထွက်သွားကြပါတယ်။သူတယောက်ကကျောင်းချောင်းကိုတနာစိတ်နဲ့အဆင့်တွေကြောင့်စိတ်ဖိစီးနေတာသိပေမဲ့ဒီလိုထူးဆန်းတဲ့ဆေးတွေအပတွေကိုမယုံပါနဲ့လို့လာရောက်နှစ်သိမ့်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာပဲကျောင်းဟောင်းရဲ့ဖုန်းထဲမှာထူးဆန်းတဲ့အကြောင်းကြားစာ notification တခုဝင်လာခဲ့ပါတယ်။ဖုန်းမျက်နှာပြင်ပေါ်မှာ22 58 22ဆိုတဲ့ပြောင်းပြန်ရေးတွက်နေတဲ့နာရီ countdown time cooldown time တခုပေါ်လာခဲ့တာပါ။ဒါဟာဆူတောင်းပြေသွားပြီးနောက်စတင်လဲပတ်လာတဲ့အချိန်မှတ်နာရီတခုဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းကျောင်းသူ2ယောက်တန်းစင်ခန်းထဲမှာစကားပြောနေကြပါတယ်။ကျောင်းသူတစ်ယောက်ဟာကျောင်းချောင်းရဲ့မွေးနေ့ပွဲအတွက်အဝတ်အစားခါးဆိုင်သေးသွားအောင်စိတ်ဒုက္ခခံထိန်ချုပ်နေတာကိုအခြားကျောင်းသူကမလိုလားတဲ့ပုံစံနဲ့ဝေဖန်နေပါတယ်။ကျောင်းချောင်းရဲ့ဆောင်မေးပွဲအမှတ်ပြရခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလဲဒီလိုပောက်ကရအပမာဆူတောင်းလို့အမှတ်ပြရတယ်ဆိုတာဖြစ်နိုင်ပါမလားသူကအစိမ်ကောင်းချင်လို့ယူသွတ်နေတာလို့အတင်းပြောနေကြပါတယ်ဒီကြောင့်စေပရောဝန်တွင်းမှာတော့ကျောင်းသူ2ယောက်ဟာစာတင်ခန်းဘက်ကိုရှောက်လာရင်းစကားစမြည်ပြောဆိုနေကြပါတယ်သူတို့2ယောက်ဟာကျောင်းသားတစ်ယောက်ဖြစ်တဲ့ဖျောင်းအိုရဲ့မွေးနေ့ပွဲအကြောင်းနဲ့ပတ်သက်ပြီးလှုပ်ဝက်စွာတိုင်ပင်နေကြတာပါဒါပေမဲ့သူတို့ပြောနေတဲ့စကားတွေဟာအပေါ်ထက်ကနေငေးကြည့်နေတဲ့ကျောင်းသားတစ်ယောက်အတွက်တော့လှုပ်ဝက်ဆန်းကျဲမှုတွေဖြစ်စေခဲ့ပါတယ်လေကားထစ်ပေါ်မှာစူးစစ်တောက်ရင်ရက်နေတဲ့ကျောင်းသားဟာသူတို့2ယောက်ရဲ့စကားပြောတန်ကိုကြားသွားပြီးအနီးကပ်လာရောက်မေးမြန်းပါတော့တယ်နင်တို့ဘာတွေပြောနေကြတာလဲငါ့ကိုရောပိတ်ထားတာလားလို့မတင်ကားစိတ်နဲ့စစ်မေးတဲ့အခါကျောင်းသူကတော့ဖျောင်းအိုအတွက်မွေးနေ့လက်ဆောင်ပြင်ဆင်နေတာဖြစ်ပြီး surprise လုပ်ချင်လို့လှုပ်ဝက်ထားရတာပါလို့အေးဆေးစွာပြန်လည်ရှင်းပြလိုက်ပါတယ်ဒါပေမဲ့ထိုကျောင်းသားရဲ့မျက်လုံးထဲမှာတော့တန်တရားနဲ့ဆိုးကမကင်းသေးပါဘူးတစ်ဖက်မှာတော့စာသင်ခန်းအတွင်းတခြားဘာသာရဲ့သင်ကြားနေချိန်မှာအတိတ်ပဲပါလာတဲ့ရာသီဥတုနဲ့တဘာဝထအကြောင်းအရာတွေဟာမြုပ်ကွယ်နေပါတယ်တစ်ချိန်တည်းမှာပဲတောတစ်ခုအတွင်းရှိရှေးဟောင်းဆောက်အုံမှာအမျိုးသမီးတစ်ယောက်ဟာကြောက်တုံးတွေနဲ့ပြုတ်လုထားတဲ့ဇေဒီငယ်ရှိမှာရေစင်ဆက်ကပ်ပြီးဝပြုစုတောင်းနေခဲ့ပါတယ်ထိုချိန်မှာပဲကြောက်တုံးကြားထဲကနေငွေဖြူတစ်ကောင်ထွက်ပေါ်လာခဲ့ပြီးတစုံတစ်ခုသောအကြောင်းအရာကိုနမိတ်ပြနေတယ်လို့ပါပဲအိမ်တွင်းသို့ပြန်ဝင်လာချိန်မှာတော့အိမ်တန်ရှိရေးလုပ်နေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အမျိုးသမီးကဧည့်သည်ရောက်နေတာလားဧည့်သည်ကောင်းလားအဆိုးလားလို့မေးလိုက်တဲ့အခါထိုအမျိုးသားကတန်တရားရှိပွဲတုံ့ပြန်မှုတွေနဲ့အတူရုတ်တရက်အခြေအနေတွေဟာတင်းမာသွားခဲ့ပါတယ်ဘလို့ဧည့်သည်မျိုးရောက်ရှိလာမှန်းမခံမနိုင်တဲ့လှုပ်ဝက်ဆန်းကျဲမှုတွေကပုံမူကြီးထွားလာခဲ့ပါတယ်
အားကစားခန်းမအတွင်းလေကင်းခုံလေ့ကျင့်နေကြတဲ့ကျောင်းသားကျောင်းသူများကိုတွေ့မြင်ရပါတယ်အားကစားနည်းပြဆရာမရဲ့စနစ်တကျလမ်းညွှန်မှုအောက်မှာအသီးသီးလေ့ကျင့်နေကြပြီးတယောက်ပြီးတယောက်အရှိန်ယူကခုန်ကူးနေကြပါတယ်နောက်ဆုံးမှာတော့အားကစားသမားကျောင်းသားတယောက်ဟာအရှိန်ဟုန်ပြေးနဲ့ပြေးထွက်လာပြီးကြီးမားလာတဲ့အကွာအဝေးတစ်ခုကိုအောင်မြင်စွာခုန်ကူးပြလိုက်နိုင်ပါတော့တယ်အားကစားရုံထဲမှာတော့အားကစားအသင်းရဲ့အားထားရတဲ့အဝေးခုံအားကစားသမားကင်ကွန်ဦးဟာလေ့ကျင့်ရေးစဉ်နေပါတယ်မနစ်ကပြိုင်ပွဲမှာစိတ်လှုပ်ရှားပြီးအမှားမှားယွင်းယွင်းဖြစ်ခဲ့တာကြောင့်နီးပြရဲ့အဆူပူကိုတော်ရင်အတိုင်းခံနေရတာပါနီးပြကစိတ်ဖိစီးမှုတွေမလျှော့နိုင်ရင်စွမ်းဆောင်ရည်တွေကျဆင်းသွားလိမ့်မယ်လို့သတိပေးပြီးထွက်သွားတဲ့အခါအတူတူလေ့ကျင့်နေတဲ့မိန်းကလေးတငယ်ချင်းကသူ့ကိုလာရောက်အားပေးပါတယ်ခုန်ခါနီးရဲ့မျက်လုံးမိတ်ပြီးလေထဲမှာပြန်တန်းနေတယ်လို့စိတ်ကူးရင်ကြည့်အဆိုပြီးနီးလန်းကောင်းတွေမျှဝေပေးပေမဲ့နောက်ဆုံးမှာတော့သူကိုယ်တိုင်ကတော့ဘာမှမစင်စားပဲဒီအတိုင်းပဲခုန်ချလိုက်တာပါဆိုပြီးပြုံးပြသွားခဲ့ပါတယ်ညဘက်အကြောင်းရဲ့စာချက်ခန်းထဲမှာတော့အတန်းဖော်ကျောင်းသားတွေဟာတိတ်ဆိတ်စွာစာချက်နေကြပါတယ်ဒါပေမဲ့ကျောင်းသားတယောက်ကတော့စာမရလို့ခေါင်းတွေကိုစိတ်သက်တွေကြပြီးအလွန်မင်းစိတ်ဖိစီးနေပါတယ်နောက်ဆုံးမှာတော့စိတ်ဖိစီးမှုကိုမခံမရနိုင်ဖြစ်ပြီးစာပွဲပေါ်ကစေးလုံးတွေကိုရေနဲ့အလျင်အမြန်တောက်ချလိုက်ပါတော့တယ်ဒီကျောင်းမှာဘလို့လျှို့ဝှက်ချက်တွေရှိနေလို့ကျောင်းသားတွေဒီလောက်ထိဖိအားများနေရတာလဲဒါကိုမသိသေးတဲ့ကိုမိန်းကလေးကတော့နီးပြဆရာမရဲ့ရုံးခန်းထဲမှာဆေးစစ်ဆေးမှခံယူနေပါတယ်အဲ့ဒီအချိန်မှာပဲနီးပြဆရာမကလက်ရွေးစင်အတင်းကသူ့ကိုရွေးချယ်လိုက်ပြီဆိုတဲ့သတင်းကောင်းကိုပြောပြလိုက်တာကြောင့်မေဂျာဝင်သွားသလိုအရန်ဝမ်းသာပြီးနီးပြကိုဖက်တွယ်လိုက်ပါတော့တယ်ဒါပေမဲ့ဝမ်းသာမှုတွေခဏပဲခံလိုက်ရပြီးနီးပြဆရာမကနင်းဒီကိစ္စကိုကြိုသိနေတာလားလို့မေးခွန်းထုတ်လိုက်တဲ့အခါမှာတော့သူ့မျက်နှာပေါ်ကအပြုံးတွေရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့စာချက်ခန်းထဲမှာဆေးတောက်ထားတဲ့ចောင်းသားဟာဖုန်းဝင်လာတာကြောင့်လေကားဆင်းရဘေးဘက်ကိုထွက်ပြီးဖုန်းကိုကင်လိုက်ပါဖုန်းထဲကနေသူ့တငယ်ချင်းတွေကအချင်းချင်းမနာလို့ဖြစ်ပြီးအတင်းချင်းပြောနေတာသူ့ကိုလှောင်ပြောင်နေတာတွေကိုအတိုင်းသားကြားလိုက်ရတဲ့အခါမှာတော့စိတ်တစားဖြစ်မတက်ခံစားလိုက်ရပါတယ်ကျောင်းသားလေးတယောက်ဟာအမောင်ထဲမှာထိတ်လန့်တုန်လှုပ်စွာနဲ့ဖုန်းခေါ်ဖို့ကြိုးစားနေတာကိုတွေ့ရပါမယ်။သူ့စီကိုဖုန်းပြန်ခေါ်နေသူကတော့ဟောင်းဟုဆိုသူဖြစ်ပြီးဘာကြောင့်မှမသိဖုန်းမကင်နိုင်ပဲအချိန်ချင်းလွဲချော်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖုန်းလိုင်းမရတော့ပဲစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ရပါတယ်။ညဘက်ကျောင်းစာကြည့်ပွဲပြီးလို့ကျောင်းသားတွေအိမ်ပြန်ချိန်မှာတော့ကျောင်းသားတယောက်ဟာအခန်းမထွက်ခင်စာပွဲပေါ်ကစေးပလင်းနဲ့ပစ္စည်းတွေကိုစိုးရိမ်တကြီးကြည့်ရှုနေခဲ့ပါတယ်။ကျောင်းစင်ကြံအတိုင်းလျှောက်လာချိန်မှာတော့အစောကဖုန်းခေါ်မရခဲ့တဲ့ဟောင်းဟုကိုတွေ့လိုက်ရပြီးဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုရိပ်မိပုံရတဲ့မျက်နှာပေးနဲ့စောစောကစိုးရိမ်နေတဲ့ကျောင်းသားကိုပြန်ကြည့်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကျောင်းပြင်ဘက်အမောင်ထဲမှာအမျိုးသားငယ်တယောက်ဟာဖုန်းကြည့်ရင်တစုံတယောက်ကိုစောင့်ဆိုင်နေခဲ့ပါတယ်ခဏအကြာမှာတော့လောကခန်းထဲကထွက်လာတဲ့အမျိုးသမီးငယ်ရောက်ရှိလာပြီးသူမနိုင်ငံလက်ရွေးစင်ဖြစ်သွားခဲ့ပြီဆိုတဲ့သတင်းကောင်းကိုဝမ်းသာအားရနဲ့တွားရောက်ဖက်ရန်ပြောပြလိုက်ပါတယ်အင်းတို့နှစ်ယောက်ဟာလက်ချင်းစုပ်ကင်ကအချင်းချင်းပျော်ရွှင်မှုကိုမျှဝေနေခဲ့ကြပါတယ်အိမ်ပြန်ဘတ်ကားပေါ်မှာတော့သူတို့နှစ်ယောက်ရဲ့တွဲနေတဲ့သတင်းကိုအားကစားနည်းပြဆရာသိသွားပြီဖြစ်ကြောင်းအမျိုးသမီးငယ်ကပြောပြလိုက်တဲ့အခါအမျိုးသားငယ်ဟာလွန်စွာမှပင်စိုးရိမ်ထိတ်လန့်သွားခဲ့ပြီးငါတို့တော့သွားပြီဆိုပြီးပြင်းချကစိတ်တက်ကြသွားခဲ့ပါတယ်အိမ်တို့ရောက်ရှိချိန်မှာတော့အမျိုးသမီးငယ်ဟာဆိုဖာပေါ်မှာအနားယူရင်းသူမရဲ့တော်လေးစီတို့သတင်းကောင်းပါတယ်စာတိုးပို့လိုက်ပါတယ်ထို့နောက်ဖုန်းထဲကခေါ်ဆိုမှုမှတ်တမ်းကိုကြည့်လိုက်ရမှာဟောင်းဦးစီကနေလွတ်သွားသောဖုန်းခေါ်ဆိုမှု30ကိုချိန်တိုင်တိုင်ရှိနေတာကိုတွေ့လိုက်ရသဖြင့်တခုခုလွဲမှားနေပြီဆိုတာကိုရိပ်မိသွားခဲ့ပါတယ်ထို့နောက်ကောင်လေးစီစာပို့ကကြက်ကြော်အတူတူမှစားကြရင်ဒေါ်လေးပေးထားတဲ့ကက်နဲ့သုံးဆွဲခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ကြပါစားတော့နေစဉ်မှာပဲဟောင်းဦးစီကဖုန်းတွေအများကြီးဝင်ထားတာကိုတတိယသွားပြီးပြန်လည်ဆက်သွယ်ဖို့စူးစမ်းခဲ့ပါတယ်အခြားတစ်ဖက်မှာတော့အမျိုးသမီးငယ်တယောက်ဟာအိယာပေါ်မှာလက်ပုံရရင်လူမှုကွန်ရက်ပေါ်ကလက်ပုံတွေကိုကြည့်ရှုနေခဲ့ပါတယ်သူမဟာကလပ်တစ်ခုကအကောက်ကွဲဗီဒီယိုအောက်မှာစာပြန်ရင်းအတည်ပြုချက်မရသေးလို့အထဲဝင်ခွင့်မရဘူးဆိုပြီးညီးတွားနေစဉ်မှာပဲအခန်းတွင်းသို့တစုံတယောက်ဝင်ရောက်လာတာကြောင့်ထိတ်လန့်စွာလှည့်ကြည့်လိုက်ရပါတော့တယ်ယူသွားတာလားငါလှုပ်ထားတာမဟုတ်လို့ရောင်းလို့မှမရတာအဟမ်းအကုန်မဟုတ်ရင်ဘာတူလဲတစ်ဖက်မှာတော့ကောင်လေးကချစ်သူကောင်မလေးအတွက်တခုခုကိုစူးစမ်းပြင်ဆင်ပေးနေပါတယ်အလုပ်တွေများနေပေမဲ့ချစ်သူကိုစိတ်မပူအောင်အမြဲကြိုးစိုက်ပေးချင်တာပါဟယ်လိုကိုဖုန်းတွေအများကြီးဆက်ထားတယ်ဆိုဘာဖြစ်လို့လဲဟဲ့ကြီးကြီးမမပြောစရာရှိလို့တခုမှမကြားရဘူးငါမွေးနေမလားဘူးဆိုဟုတ်သားတောင်းပန်ပါတယ်ငါကအเจ้าမှာရုတ်တရက်လေးချင်ရေးခွင့်ရက်လာကြလို့မိကင်းတို့ခွင့်လို့ပေးလိုက်မယ်ဒါပေမဲ့ငါမွေးနေတော့လာရမယ်နော်ကောင်မလေးဟုတ်ပါပြီလာရမှာပေါ့ချစ်သူကောင်မလေးအတွက်အလုပ်ပိတ်ရက်ခွင့်ရက်ပြန်ရအောင်ကောင်လေးကနီးလန်းမျိုးမျိုးနဲ့စာရွက်ပေါ်မှာအပွက်ဆင်ပြီးဖုန်းနဲ့ဗီဒီယိုရိုက်ကဆူတောင်းနေပါတော့တယ်တပတ်ပိတ်ရက်ကြရင်ကျွန်တော်တို့စီဆိုင်ရဲ့လေ့ကျင့်ရေးကိုဖျက်သိမ်းသွားအောင်လုပ်ပေးပါကျွန်တော်တို့ရုံးခန်းရဲ့ဆူတောင်းကိုဖြည့်ဆည်းပေးပြီးအဆုံးမှာတော့သူတို့ရဲ့စိတ်ရင်းအမှန်နဲ့စူးစမ်းမှုတွေကြောင့်အရာရာအဆင်ပြေသွားပြီးပျော်စရာကောင်းတဲ့မွေးနေ့ရက်လေးကိုအတူဖြတ်တန်းနိုင်ခဲ့ပါတော့တယ်မနှက်ခင်းကြအောင်ဖွင့်ချိန်မှာကျောင်းသားတွေအတန်းလေးကိုအတီးတီးဝင်သွားကြပါတယ်အားလုံးကပုံမှန်တိုင်းကျောင်းတက်ဖို့ပြင်ဆင်နေကြတာပါနက်ခင်းစာတင်ချိန်မှာတော့ဆရာဖြစ်သူကကျောင်းခေါ်ချိန်စစ်ဆေးနေပါတယ်ဒါပေမဲ့နာရီဆိုတဲ့ကျောင်းသူလေးရောက်မလာသေးလို့ဆရာကမေးမြန်းတဲ့အခါဘာတဲလုံဆောင်မှမရှိပဲပျောက်ကွယ်နေတာကိုသိလိုက်ရပါတယ်အချိန်မှာပဲအတန်းလေးကစာပွဲပေါ်ခေါင်းမောက်အိတ်နေတဲ့ကျောင်းသားတယောက်ရဲ့ဖုန်းထဲမှာရေတွက်နေတဲ့တိုင်မှာထိုင်မှာတစ်ခုပွင့်လာခဲ့ပါတယ်ဆရာကဖုန်းကြီးတန်းကြောင့်ဘသူ့ဖုန်းလဲဆိုပြီးအခန်းရမှာဘေးနားကတငယ်ချင်းတွေကစာပွဲပေါ်ခေါင်းမောက်နေတဲ့ကျောင်းသားကိုနှိုးဖို့စူးစမ်းကြပါတယ်ဒါပေမဲ့အဲ့ဒီကျောင်းသားဟာရုတ်တရက်တက်ရတယ်လို့မျိုးမျက်လုံးတွေညီရဲလာပြီးသတိလေးမလို့ဖြစ်သွားခဲ့ပါတယ်တငယ်ချင်းတွေနဲ့ဆရာဖြစ်သူကဝိုင်းကူညီပေးကြပြီးအခြေအနေပြန်ကောင်းလာမလို့ဖြစ်သွားပေမဲ့အတိစိတ်ပြန်ဝင်လာချိန်မှာတော့အဲ့ဒီကျောင်းသားဟာသူ့ရဲ့ခဲတဲ့ချစ်သားကိုထုတ်ပြီးဘေးနားကတငယ်ချင်းတွေကိုစတင်ချင်းချောက်ပါတော့တယ်အတန်းတွေကသူတွေအကုန်လုံးထိတ်လန့်တကြားနဲ့နောက်ဆုတ်သွားကြရပါတယ်သူကိုတားဆီးဖို့စူးစမ်းရင်အခြေအနေတွေပိုဆိုးလာပြီးခိမရတော့တဲ့အစုံကျောင်းသူတယောက်နဲ့အတူအတန်းပြင်ပစင်ကြံပေါ်ကိုပြူရင်းပေါက်မှတစ်ဆင့်ပြစ်လဲကျသွားခဲ့ပါတယ်နှံကွဲတွေကြားထဲမှာလဲကျနေစဉ်ဖုန်းထဲကတိုင်မာဟာတူညအထိတူညပြသွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့ကောင်လေးဟာအသိစိတ်လုံးဝလွတ်သွားပြီးစကြံပေါ်မှာနေသူ့ရဲ့လေဘင်းကိုဓာတ်နဲ့ပြန်လှီးပြီးတေချောင်းကြံစီလိုက်ပါတော့တယ်ကြံခဲ့တဲ့ကျောင်းသူလေးကဘလို့မှမကယ်နိုင်တော့ပဲငွေအော်ဟစ်နေချိန်မှာဆရာနဲ့အတန်းဖော်တွေရောက်လာကြပါတယ်ဖုန်းထဲကတိုင်မာတူညပြသွားတာနဲ့အမျှသွေးရိုးသားရိုးမဟုတ်တဲ့တပ်ပေးဆိုးကြီးတစ်ခုစတင်လိုက်ပြီဆိုတာကိုထိတ်လန့်ဖွယ်ရာပြသရင်းဇလန်းကပုံမစိတ်ဝင်စားစရာကောင်းလာပါတော့တယ်
ကျောင်းပြောင်းလာတဲ့ကျောင်းသူတစ်လေးယူစီဟာလေကားအနီးနားမှာရှိနေတဲ့ကျောင်းသားတွေနဲ့အတူလှုပ်ရှားမှုမရှိဘဲတိတ်ဆိတ်စွာရှိနေပါတယ်။သူမရဲ့အေးဆက်လာတဲ့မျက်နှာထက်မှာတောကတွေလျှို့ဝှက်ချက်တွေစိတ်ဝင်နေတယ်လို့ပါပဲအတန်းထဲရောက်တော့အတန်းဖော်တွေကသူမရဲ့နောက်ကျောင်းကိုစတင်တင်းပြောကြပါတယ်။သူမိဘတွေကအတူတူတိတ်ဆုံးသွားကြတာသူကိုယ်တိုင်ပဲကြံခဲ့တာဆိုတဲ့သတင်းဆိုးတွေနဲ့အတူအမုန်းစကားတွေပြန့်နှံ့နေခဲ့ပါတယ်။ဒါပေမဲ့အားကစားပြိုင်ပွဲတွေမှာရွှေတံဆိပ်ရထားတဲ့ပြေးခုံပစ်အားကစားသူရဲကောင်းဖြစ်တာကြောင့်အချို့ကလည်းစိတ်ဝင်စားနေကြပါတယ်။ထိုစဉ်အတန်းတွေကကောင်လေးတန်းဟာကျွန်းခိုင်ခါချန်ရောက်လာပြီးသူမကိုကူညီပေးမယ်လို့ဖော်ရည်စွာစကားကမ်းလှမ်းခဲ့ပါတယ်ဟာကျွန်းကအယိုးကောင်းအယုတ်တော်ချိတ်လေးတစ်ခုကိုစေတနာနဲ့လက်ဆောင်ပေးခဲ့ပါတယ်ဒီအယုတ်လေးကနင့်ကိုမကောင်းတဲ့ဘေးနေရတွေကနေကာကွယ်ပေးလိမ့်မယ်လို့ပြောလိုက်တဲ့အခါအေးဆက်နေတဲ့ဆရာရဲ့မျက်နှာပေါ်မှာပထမဦးဆုံးအကြိမ်ပြုံးတစ်ခုပေါ်ထွက်လာခဲ့ပြီးအတန်းထဲမှာပျော်ရွှင်စရာအခိုက်အတန့်လေးဖြစ်ပေါ်သွားခဲ့ပါတယ်ဒါပေမဲ့အဖြစ်မှန်ကတော့အေးချမ်းမနေခဲ့ပါဘူးကျောင်းစင်းလမ်းမထက်မှာတော့AIနဲ့လဲကျနေတဲ့ကောင်လေးတယောက်အသက်လူနေရတဲ့အခြေအနေမှာကာယကံရှင်မိန်းကလေးဟာသွေးပြတ်မတက်အော်ဟစ်ရင်းတကားတွေကိုပိတ်ဖို့စူးစမ်းနေပါတယ်။ဖုန်းမြင့်တဲ့ပြင်ပေါ်ကစက္ကန့်ပိုင်းရေတွက်မှုတွေနဲ့အတူရင်သက်ရှုမောဖွယ်ဖြစ်ရဆိုကြီးကြားရောက်ခဲ့တာပါ။ကျောင်းတွင်ခကြမှတ်တမ်းတွေကိုရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေစစ်ဆေးကြည့်တဲ့အခါမှာတော့ဒါဟာကိုတေချောင်းကြံစည်မှုအဖြစ်သတ်မှတ်ဖို့စူးစမ်းကြပါတယ်။ဆရာကတော့အဝတ်စားလဲဖို့အားကစားရုံဘက်ကိုထွက်လာခဲ့ပြီးသူမရဲ့အိတ်ထဲမှာဟာကြုံပေးခဲ့ဖူးတဲ့တော့ချိန်လေးကိုစိတ်ပြက်ဝန်းနေစွာကြည့်ရှုနေခဲ့ပါတယ်။ညဘက်မှာတော့ဆရာဟာသူမရဲ့တငယ်ချင်းသို့မဟုတ်ချစ်ရသူရဲ့အင်းရှိအထိရောက်ရှိသွားခဲ့ပါတယ်။အပြင်ကနေအော်ဟစ်ခေါ်ဆိုနေပေမဲ့အိမ်ထဲကကောင်လေးကတော့လိုက်ကကြားကနေတိတ်ဆိတ်စွာကြည့်အောင်မှလွှဲ၍တကားဖွင့်မပေးခဲ့ပါဘူး။ခြံစည်းရိုးပေါ်တက်ပြီးစူးစမ်းကြည့်တော့လဲတိတ်ဆိတ်မှုကသာအဖြစ်ဖြစ်နေခဲ့ပါတယ်။ညမောင်မောင်မှာဆဲအားကသူမရဲ့တငယ်ချင်းကောင်လေးအတွက်မွေးနေ့လက်ဆောင်တစ်တာလေးယူလာပေးခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကတော့ဝမ်းနဲ့စိတ်ပြက်နေတဲ့ရုံနဲ့ဆဲအားကိုကြည့်ပြီးဒီနေ့နေနဲ့ဖုန်းပြောခဲ့ပေမဲ့အဲ့ဒါနေမဟုတ်ဘူးဆိုပြီးအတိတ်ပဲပါစကားတွေပြောလိုက်ပါတယ်။မတင်ကားစရာစကားတွေကြောင့်ဆဲအားလည်းစက်ကြောင်းမရှင်းပဲထွက်ခွာလာခဲ့ရပါတယ်။နောက်တနေ့မှာတော့ဆဲအားရဲ့အကြောင်းအစုံမှာသွေးကွက်တွေပေးချင်နေပြီးသူမရဲ့ရုပ်ပြောင်းရုပ်ရွယ်ဖြစ်စဉ်တစ်ခုကြောင့်စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။အားကစားကမ်းမတွေကိုဝင်လာချိန်မှာနီးပြဆရာမကပေးချင်နေတဲ့သွေးကွက်တွေကိုမြင်ပြီးထိတ်လန့်သွားခဲ့တာပါနီးပြကဆဲအားကိုတနာကယူနာသက်စွာဖက်လိုက်ပြီးစိတ်အေးထားဖို့နဲ့ဒီတစ်ပတ်လေ့ကျင့်ရေးကိုပယ်ဖျက်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲဆဲအားကောင်းတဲ့ကိုတခုခုတတိယသွားခဲ့ပါတယ်ဆဲအားရဲ့လေ့ကျင့်ရေးကိုပယ်ဖျက်ပေးပါဆိုပြီးဖုန်းထဲမှာဆူတောင်းခဲ့တဲ့ဖြစ်ရတစ်ခုကိုပါဒါဟာတကယ်ဖြစ်လာတာလားဆိုပြီးစိုးရိမ်တကြီးနဲ့နီးပြဆရာမစီပြန်ပြေးသွားပြီးလေ့ကျင့်ရေးကိုမပယ်ဖျက်ပါနဲ့လို့ပြောလိုက်တဲ့ခဏမှာပဲမိုးပေါ်ကအလေးချိန်ရှိတဲ့တံပြားကြီးပြုတ်ကျလာခဲ့ပါတယ်ပြနဲ့ဆဲအားတို့တေးဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့ရပြီးနှစ်ယောက်စလုံးထိတ်လန့်တုန်လှုပ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲဆဲအားရဲ့ဖုန်းထဲကိုဆူတောင်းပြင်းမြောက်သွားပါပြီဆိုတဲ့အကြောင်းကြားစာဝင်လာခဲ့တယ်လို့စာချက်ခန်းထဲကကောင်လေးစီကိုလည်းအဲ့ဒီငကိုတွေကစောင့်မျှော်နေတဲ့အကြောင်းကြားစာရောက်ရှိသွားခဲ့ပါတယ်ဆဲအားတယောက်စာတင်ဆောင်စီကိုအသက်လူပြေးသွားပြီးစာချက်ခန်းတကားကိုရုတ်တရက်တွန်းဖွင့်လိုက်ပါတယ်စာချက်ခန်းထဲကကောင်လေးကိုစိုးရိမ်တုန်လှုပ်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတကယ်ပဲလေ့ကျင့်ရေးပယ်ဖျက်လိုက်တာလားငါတို့တောင်းခဲ့တဲ့ဆူတောင်းကတကယ်ပဲပြေသွားတာလားဆိုပြီးမေးလိုက်ပါတယ်ဆဲကျော်သက်ចောင်းသားတစုဟာဖုန်းထဲမှာရုတ်တရက်ပေါ်လာတဲ့တိမ်မင်းတမန်ကာလအပိုင်းခြားထမရာတစ်ခုကြောင့်ထိတ်လန့်နေကြပါတယ်ဒီအထဲကနာယီမှာတုံ့ညဖြစ်သွားတဲ့အချိန်တိုင်းသူတို့တွေကတငယ်ချင်းတယောက်ဟာမတင်ကားပွဲရနီလန်ပေါင်းစုံနဲ့တိတ်ဆုံးသွားခဲ့ရလို့ပါပဲတို့တွေကကောင်လေးတယောက်ဟာဒီအပြည့်အချိန်စာကိုဖျက်ဆီးပစ်ဖို့အတွက်ဖုန်းကို format China ကိုဖျက်ပြီးအကုန်လုံး40လုပ်ပစ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့မနက်7:06မှာလေ့ကျင့်ရေးပဲဖျက်လိုက်ကြောင်းရောက်လာတဲ့ message ချကြောင့်သူတို့ပို့ပြီးတန်တရားဝင်လာကြပါတယ်ဒါဟာရိုးရိုးဟာကိမဟုတ်ပဲအတကူကနေလူတွေကိုအသက်လူယူနေရလားဆိုပြီးငင်းခုန်ကြရကနေကျောင်းသူလေးတယောက်ဟာအလွန်မင်းထိတ်လန့်သွားပြီးအတကူကလူတွေကိုဒီလိုမျိုးတိတ်ခိုင်းနေတယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုပြီးမယုံနိုင်အောင်ဖြစ်နေပါတယ်ဒါပေမဲ့အင်ဂျီမှာသွေးတွေပိန်နေတဲ့မိန်းကလေးကတော့တငယ်ချင်းတယောက်တေဆုံးသွားတာကိုသူမကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတာကြောင့်အမှန်တကယ်ဖြစ်ပျက်နေတာပါဆိုပြီးစိတ်လှုပ်ရှားစွာနဲ့တုံ့ပြန်ခဲ့ပါတယ်သူတို့ရဲ့အချင်းချင်းညှင်းခုန်မှုတွေဟာပုံမူပြင်းထန်လာခဲ့ပြီးနေကငါတို့ကိုလိန်ပြောနေတာမဟုတ်ဘူးလားဆိုတဲ့တန်တရားတွေအထိကူးဆက်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့အားလုံးရဲ့စိတ်ထဲမှာတော့ကြောက်ရွံ့မှုတွေနဲ့အတူရင်ဆိုင်နေကြရတာပါမိဘတွေကိုအမှန်မထင်ဆုံးရှုံးခဲ့ရမှုတဲ့ကျောင်းသူလေးဟာအိမ်မက်ဆိုးတွေကြားမှာအမြဲရုံးကန်နေရသူပါခုတော့သူမရဲ့မျက်စိရှိမှတင်တငယ်ချင်းတယောက်ထပ်ပြီးဆုံးရှုံးလိုက်ရတာကြောင့်ဘေးနားကကျန်တဲ့သူတွေကိုပါထပ်ပြီးဆုံးရှုံးရမှာကိုအရန်ကြောက်ရွံ့နေပါတယ်နောက်ဆုံးမှာတော့သူတို့ဟာဒီအပြည့်အမှန်တရားကိုစုံစမ်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေယူပြီးအတူတကွစုပေါင်းဖြေရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျောင်းပြန်ဘတ်စကားပေါ်မှာတော့ကောင်လေးကသူမကိုနွေးနွေးထွေးထွေးနှက်သိမ့်ပေးခဲ့ပြီးမိသားစုမရှိတော့လို့အကြီးကျယ်နေခဲ့တဲ့သူမအတွက်ဒီကောင်လေးရဲ့အနားမှာရှိနေပေးမှုဟာကြီးမားတဲ့ခွန်အားတစ်ခုဖြစ်ခဲ့ကြောင်းဝန်ခံလိုက်ပါတော့တဲ့အကြောင်းပြီးလို့အိမ်ပြန်ချိန်မှာကောင်မလေးကသူမရဲ့ကောင်လေးကိုစိတ်ပူပေးပြီးမပင်ပန်းစေချင်တာမို့ခဏနာပြီးမှဖြည်းဖြည်းချင်းလာခဲ့ဖို့မှာကြားခဲ့ပါတယ်ဒါပေမဲ့ကောင်လေးအိမ်ရောက်လို့အနားယူနေချိန်မှာပဲစေအားစီကဖုန်းဝင်လာခဲ့ပါတယ်ဖုန်းကိုကင်လိုက်တဲ့အခါစေအားကသူ့ကိုအထင်သေးတဲ့စကားတွေလှောင်ပြောင်ပြောဆိုနေတဲ့အတန်တွေကိုကြားလိုက်ရပြီးတစ်ဖက်ကဖုန်းဆက်ကြောင်းလည်းတန်းကျသွားခဲ့ပါတယ်စိတ်ထဲမတင်ကားဖြစ်သွားတဲ့ကောင်လေးဟာလာတာဆောင်ပတ်ကိုပြေးထွက်ကြည့်လိုက်တဲ့အခါစေအားဟာဖုန်းပြောရင်အဝေးကိုထွက်သွားနေတာကိုတွေ့လိုက်ရပါတယ်ကောင်လေးဟာစေအားနောက်ကိုအပြေးလိုက်သွားခဲ့ပြီးသူမရဲ့အိမ်ထဲထိဝင်သွားခဲ့ပါတယ်စေအားကိုဘာမှမပြောသေးပဲဖုန်းကိုပဲငြိမ်ငြိမ်လေးနားထောင်ခိုင်းလိုက်တဲ့အခါဖုန်းထဲကလှောင်ပြောင်တန်တွေဟာရပ်တန့်သွားခဲ့ပါတယ်ဒါနဲ့ပဲသူတို့နှစ်ယောက်ဟာဖုန်းနှလုံးလုံးကိုရေခဲတစ်တာထဲထည့်ထားလိုက်ကြပြီးသူတို့ရဲ့ဖုန်းတွေဟက်ခံထားရကြောင်းနဲ့သူတို့ရဲ့လှုပ်ရှားမှုစကားပြောတတ်မှန်သမျှကိုတယောက်ယောက်ကချောင်းသားထောင်နေကြောင်းရေခဲတစ်တာရှိမှဆွေးနွေးခဲ့ကြပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်တငယ်ချင်းနှစ်ယောက်ကိုပါခေါ်ယူခဲ့ပြီးလက်ပုံနဲ့ data တွေအားလုံးကိုကွန်ပျူတာထဲကူးယူကဖုန်းကို factory reset ချဖို့ပြင်ဆင်ကြပါတယ်ဒါပေမဲ့ဟက်ကာရဲ့ code စနစ်ဟာမမျှော်လင့်ပဲအရန်ရိုးရှင်းလွန်းနေတာမို့စိတ်ထဲမတင်ကားစရာဖြစ်လာခဲ့ပါတယ်ထိုစဉ်မှာပဲကောင်လေးဟာရုတ်တရက်ခေါင်းကိုကိုင်လိုက်ပြီးဝေဒနာကိုအပြင်းထန်ခံစားလိုက်ရပါတယ်တငယ်ချင်းတွေကစိတ်ပူပြီးမင်းမြန်းနေစဉ်မှာပဲကောင်လေးဟာမျက်လုံးနဲ့တစ်ခုခုဝင်သွားတယ်လို့မျိုးနာကျင်စွာအော်ဟစ်လာခဲ့ပါတယ်အခြေအနေတွေကမောက်ကမဖြစ်လာပြီးသူ့ရဲ့မျက်လုံးတစ်ဖက်ဟာသွေးဝက်ဆက်နေရလာကတစုံတစ်ယောက်ရဲ့ထိန်းချုပ်မှုကိုစတင်ခံလိုက်ရပါတယ်သူဟာမိမိကိုယ်ကိုမထိန်းချုပ်နိုင်ပဲလက်ညှိုးနဲ့သူ့ရဲ့မျက်လုံးကိုပြန်ထိုးဆိုင်ဖို့ကြိုးစားလာတာကြောင့်တငယ်ချင်းတွေမှာထိတ်လန့်တကြားအော်ဟစ်ခဲ့ရပါတယ်ကောင်လေးကသူ့ကိုယ်သူထိန်းချုပ်ရင်းတငယ်ချင်းတွေကိုအမြန်ဆုံးအပြင်ကိုထွက်ပြေးကြဖို့နောက်ဆုံးချိန်တတိပေးလိုက်ပါတော့တဲ့အခန်းထဲမှာကောင်လေးတယောက်ဟာမကောင်းဆိုးဝါးပူကတ်ခံထားရတယ်လို့မျက်လုံးတွေညီရဲကယူသွတ်စွာအော်ဟစ်နေပါတယ်အတူရှိနေတဲ့တငယ်ချင်းနှစ်ယောက်ကသူ့ကိုထိန်းသိမ်းဖို့ကြိုးစားပေမဲ့အင်အားလွန်စွာတမန်နေတာကြောင့်မထိန်းနိုင်ဖြစ်နေပါတယ်
ကောင်မလေးကအရေးပေါ်လူနာတင်ရင်စီချက်ချင်းဖုန်းဆက်ပြီးအကူအညီတောင်းခဲ့ပေမဲ့မကောင်းဆိုးဝါးပူးနေတဲ့ကောင်လေးကတော့အနားမှာရှိတဲ့ကောင်လေးရဲ့လေဘင်းကိုညှစ်ပြီးတက်ဖို့အထိစူးစမ်းလာခဲ့ပါတယ်လေဘင်းညှစ်ခံထားရတဲ့ကောင်လေးဟာအသက်ရှူရခက်ခဲပြီးတေးဘေးနဲ့ရင်ဆိုင်နေရချိန်မှာကောင်မလေးကဘေးနားကညံသုံးကစာပွဲပေါ်ကလာထားနဲ့မကောင်းဆိုးဝါးပူးနေတဲ့ကောင်လေးရဲ့ခေါင်းကိုအပြင်းထန်ရိုက်ထည့်လိုက်ပါတယ်ထိုအချိန်ကြောင့်ပူးနေတဲ့ကောင်လေးဟာကျန်းကျင်ပေါ်လဲကျသွားပြီးသတိလစ်သွားခဲ့တယ်လို့အခြေအနေတစ်ခုလုံးလည်းငြိမ်သက်သွားခဲ့ပါတယ်ထိုဖြစ်စဉ်ပြီးမှတော့သူတို့အားလုံးဆေးရုံတို့ရောက်ရှိသွားကြပါတယ်ဆေးရုံကတင်ပေါ်မှာနိုးလာတဲ့ကောင်မလေးကိုဆရာဝန်ကကြည့်ရှုစစ်ဆေးရင်းမကောင်းဆိုးဝါးပူးခံရတဲ့ကောင်လေးဟာလက်ရှိမှာစိုးရိမ်ရတဲ့အခြေအနေနဲ့အထူးကုသဆောင် IQ မှာရှိနေကြောင်းနဲ့သူ့ရဲ့ထိခိုက်ဒဏ်ရာတွေဟာရိုးရိုးပြပဒဏ်ရာတွေမကဘဲအခြားမတင်ကားပွဲရာအကြောင်းရင်းတွေပါရှိနေကြောင်းရှင်းပြခဲ့ပါတယ်ကောင်မလေးဟာဆေးရုံစိမ့်ကြီးတဲ့လမ်းလျှောက်ရင်းစိုးရိမ်စိတ်နဲ့အကျိုးအခန်းပြင်မှာတွားရောက်ကြည့်ရှုခဲ့ပါတယ်ထိုအချိန်မှာဘေးနားသို့ရောက်ရှိလာတဲ့တငယ်ချင်းမလေးနဲ့အတူထိုင်ကုန်မှာထိုင်ကားစကားဆမြည်ပြောဖြစ်ကြပါတယ်ဒီနေ့မနက်ပြန်နိုးလာချိန်တုန်းကငါရဲ့အကြီးမားဆုံးစိုးရိမ်မှုဟာကြောင်းနောက်ကြမှာတစ်ခုပဲရှိခဲ့တာခုတော့ဘာလို့များဒီလိုဖြစ်ဆိုးတွေအထိဖြစ်သွားရတာလဲဆိုပြီးမမြင်နိုင်တဲ့ကံကြမ္မာရဲ့အပြောင်းလဲအတွက်ဝမ်းနည်းကြေကွဲစွာနဲ့စကားဆိုလိုက်ပါတယ်ဆေးရုံစင်ကြံထဲမှာအမျိုးသမီးငယ်တစ်ယောက်ဟာစိုးရိမ်ပူပန်မှုတွေပြည့်နေတဲ့မျက်နှာနဲ့ရှောက်လာခဲ့ပါတယ်သူမရဲ့ဆူတောင်းကတော့ဆေးရုံပေါ်မှာတတိမရပဲလှဲနေရတဲ့ဂုံးဦးတတိပြန်ရောက်လာဖို့ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဆရာဝန်နဲ့နိုင်တွေပြပြတဲ့ရောက်လာပြီးဂုံးဦးတတိရလာပြီးဖြစ်ကြောင်းနဲ့အရေးပေါ်စားဆေးမှုတွေလုပ်ရတော့မယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့သူမရဲ့ဖုန်းထဲကိုဆူတောင်းပြေသွားပြီးဖြစ်ကြောင်းသတိပေးချက်နဲ့အတူစက္ကန့်24နာရီကောက်ချတွက်ပြနေတဲ့ countdown time လေးပေါ်လာခဲ့ပါတယ်ဆေးရုံစင်ကြံမှာဂုံးဦးတတိယလာတာကိုဝမ်းသာနေတဲ့သူမစီကိုကောင်လေးတစ်ယောက်ရောက်လာပါတယ်ကောင်လေးကသူမကိုသူ့နဲ့အတူသွားတွေ့ရမယ့်သူတစ်ယောက်ရှိတယ်လို့ပြောလိုက်ပါတယ်အဲဒီသူဟာတခြားမဟုတ်ပဲသူ့ရဲ့အမဟာယောင်ဖြစ်နေပါတယ်အမဖြစ်သူကနိုင်ငံခြားမှာအကြောင်းတင်တက်နေတယ်လို့အားလုံးကိုပြောထားပေမဲ့တကယ်တော့အဲ့ဒါဟာလိန်ညာထားတာဖြစ်ပြီးအလုတ်ကထွက်တက်ကနာမည်ပြောင်းလိုက်ရုံတင်မကပဲနှာခေါင်းစပတ်ပြင်တွေပါဖြစ်လာခဲ့တာကြောင့်စိတ်တူပြီးလိန်ခဲ့ရတာလို့ကောင်လေးကရှင်းပြခဲ့ပါတယ်ဒါနဲ့ပဲသူတို့နှစ်ယောက်ဟာတက်ဆီတစ်စီးငှားပြီးညမောင်မှာခရီးဆက်ခဲ့ကြပါတယ်တက်ဆီဒရိုင်ဘာကလမ်းတွေကမှောင်ပြီးအနေအများလုံးတာကြောင့်စိုးရိမ်နေပေမဲ့ကောင်လေးကအတိုင်းသာသွားပေးဖို့တောင်းပန်ခဲ့ပါတယ်လမ်းတစ်လျှောက်မှာလဲကျနေတဲ့တစ်ပင်ကြီးတွေကြောင့်တက်ဆီဆက်သွားလို့မရတော့တဲ့အခါသူတို့နှစ်ယောက်ဟာတက်ဆီဘော်ကဆင်းပြီးမှောင်မဲနေတဲ့တစ်တောနဲ့ကြီးတွေကိုလေးလင်းဆက်သွားခဲ့ကြပါတယ်တောအုပ်ကြီးဟာပုံမှန်မှောင်မဲလာပြီးလမ်းပြောင်းမလို့ဖြစ်လာခဲ့ပါတယ်လမ်းမှာအင်းဆက်ပိုးကောင်တွေနဲ့ကြောက်စရာကောင်းတဲ့အတန်တွေကြောင့်သူတို့နှစ်ယောက်စလုံးထိတ်လန့်တကြားထွက်ပြေးခဲ့ကြရပါတယ်ဘာမှမမြင်ရတဲ့တစ်တောနဲ့ကြီးထဲမှာလမ်းပြောင်းမလို့ဖြစ်ရင်အသက်လူပြေးခဲ့ကြရတာပါသူတို့နှစ်ယောက်စလုံးမောဟိုက်နေစင်မှာပဲဝါတော့အုပ်ကြီးရဲ့အစုံမှာရှင်းဟောင်းအင်ကြီးတစ်လုံးကိုတွေ့လိုက်ရပါတယ်ညမောင်မောင်ထဲမှာကောင်လေးနဲ့ကောင်မလေးဟာထူးဆန်းတဲ့အင်ကြီးတစ်လုံးစီရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအိမ်မှာတိုင်လုံမျိုးရက်နေပြီးတကားပိတ်ထားတဲ့ထူးဆန်းတဲ့လူတစ်ယောက်ရှိနေပါတယ်အဲ့ဒီလူဟာဧည့်သည်မဟုတ်ရင်ဝင်လို့မရဘူးဆိုပြီးတကားပိတ်ထားတာကြောင့်ကောင်မလေးရဲ့မောင်လေးဖြစ်သူကအပြင်ထွက်လာဖို့ပြောခဲ့ပေမဲ့အပြင်ထွက်ရင်တေးလိမ့်မယ်လို့ဆိုပါတယ်ခဏကြာမှာတော့သူတို့စီကိုအိမ်ပိုင်ရှင်တို့မဟုတ်တာမကလူတစ်ယောက်ရောက်ရှိလာပြီးရောက်ခမမှုခေါ်ကအိမ်ထဲကိုဖိတ်ခေါ်ခဲ့ပါတယ်ထို့နောက်ကောင်မလေးစီကိုဖုန်းတကောလာခဲ့ပြီးဖုန်းဆက်သူဟာသူမကိုရှာနေခဲ့တာဖြစ်ကြောင်းနဲ့မကျေနပ်ချက်များစွာဖြင့်ချင်းချောက်ပြောဆိုပါတော့တယ်ဖုန်းထဲကဝိညာဉ်တို့မဟုတ်ထူးဆန်းတဲ့အတန်ကသူမရဲ့ချစ်သူကောင်လေးကိုတက်ပြစ်မိမှုချင်းချောက်လာချိန်မှာတော့ကောင်မလေးဟာကြောက်ရွံ့တုန်လှုပ်သွားခဲ့ပါတယ်အခြေအနေတွေဆိုးရွားလာချိန်မှာမကောင်းသောဝိညာဉ်တို့မဟုတ်မိစ္ဆာစွမ်းအားတစ်ခုကကောင်မလေးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပူကတ်သွားခဲ့ပြီးသူမရဲ့မျက်လုံးများဖြူစင်သွားကမူးမမှန်သည့်အမှုရာများပြတ်သွားခဲ့ပါတယ်အခြေအနေကိုရိပ်မိသွားတဲ့နတ်ဆရာမတို့မဟုတ်ဝိညာဉ်နေသူကဝိညာဉ်နေမင်္ဂလာပြုလုပ်ဖို့ချက်ချင်းပြင်ဆင်ပါတယ်